ကျွန်တော်တို့တွေကအစဉ်ပြေချင်းတွေကိုလက်ခံနိုင်ပြီမဲ့အစဉ်မပြေချင်းတွေတွေ့ရတဲ့အခါမှာရှိုင်နဲ့ပြိုလဲကျင်တော့တာပဲအဲဒီကကျွန်တော်တို့ပြန်ထနိုင်ရပါမယ်တရားတွေကိုရင်ဆိုင်ကြရပါမယ်ပြိုလဲချင်းတွေကတန်မာဖို့အကြောင်းတရားပါပဲကျွန်တော်တို့ငယ်ငယ်ကလမ်းလျှောက်တက်ဆခဏခဏပြိုလဲပူးကြတယ်မလားနောက်တော့ပြက်ပြက်လက်လက်ရှောက်နိုင်သွားကြတာပါပဲပြိုလဲချင်းတွေကတန်မာဖို့အတွက်ပါပဲသိငယ်ချင်းအားငယ်ချင်းဝမ်းနဲ့စိတ်ပြက်ချင်းပြိုလဲကြေကွဲချင်းတွေကတန်မာဖို့စမ်းသပ်တဲ့အရာတွေပါကျွန်တော်တို့ဒူးမထောက်စတဲ့တိုက်ထုတ်မောင်းထုတ်ကြရပါမယ်ဒါမှတန်မာတဲ့သူဖြစ်မှာပါလောကမှာကျွန်တော်တို့ကတောင်ကပယံကတစ်ပင်လို့ရှင်သန်ကြရပါမယ်။ဒဏ်ရာတွေနဲ့ပြိုလဲခြင်းတွေကတန်မာခြင်းကိုဖြစ်ပေါ်စေမယ့်အကြောင်းတရားတွေပါ။ခဏခဏပြိုလဲခြင်းကထက်ကတန်မာလာမှုအကြောင်းတရားလို့အမြဲမှတ်ပါ။ကျွန်တော်တို့တန်မာတဲ့သူဖြစ်အောင်ရုန်းကန်ရှင်သန်နေထိုင်ကြရအောင်။ဒီဗရန်လင်ကုန်းကပြောထားတယ်။မင်းလဲကြတာကစိတ်မပူဘူး။မင်းပြန်မထမှာလို့လည်းစိတ်ပူတယ်။ကျွန်တော်တို့ဘာအကြောင်းကြောင့်လဲကြပြန်ထပြီးတော့မှတန်မာကြရအောင်။မင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတဲ့နေရာဘန်ကောက်မြို့လယ်ကောင်တဲတဲ့ပန်းချံတစ်ခုရောက်နေတာပါဒီပန်းချံရဲ့ဘေးမှာဆိုလို့ရှိရင်တိုက်ကြီးတွေကဒါအရန်ပူပါတယ်ဒီတော့ဘန်ကောက်မြို့စတဲ့တော့အာရှရဲ့ကွန်ကရစ်တုံးကြီးလို့လည်းသူတို့ကနိုင်ငံခြားသားတွေပြောကြတယ်ပေါ့ဒါပူမယ်လို့အားကြောင့်မို့နောက်ပန်းချံမှာတိုက်ပေါ်လေးမှာတစ်ပင်နေစိုက်ထားလို့ပန်းချံနေထဲမှာတစ်ပင်ကြီးတအားစိုက်ထားလို့ဆိုပြီးလုံနေတာပါခုလည်းပူပါတယ်ညရောက်ရင်တော့ stage show တွေလည်းဒီထဲမှာရှိတယ်လို့ပြောပါတယ်နိုင်ငံခြားသားတွေလည်းအားပေးတယ်ပေါ့နော်အဲ့တော့ night out ကြမှာကျွန်တော်တစ်ချက်လာပြီးတော့ဒီနေရာကိုပြန်လာရိုက်ပါအောင်မယ်ခုကနေဒီဘူးလို့လမ်းလျှောက်နေတာရေးစားတယ်ပေါ့ဘယ်လိုမှမနေနိုင်ဘူး